လှေကားအောက်ကိုဖြတ်မလျှောက်နဲ့မင်းရဲ့အထက်ဘုံနှိမ့်ပြီးနားနိုင်ခံရလိမ့်မယ်အဲ့ဒီအောက်ကနေဖြတ်သွားတာမျိုးလုံးဝမလုပ်နဲ့ထမိန်ကိုကြော်မခွနဲ့မနှင်းနဲ့ကို့ဘုံကျက်တွေရုပ်ရော့ပြီးကန်တွေပိတ်ကုန်မယ်ခွကြော်သွားတာမျိုးလုံးဝမလုပ်နဲ့ဖနက်ကိုပြောင်းပြန်လှန်မထားနဲ့အိမ်ထဲကိုမကောင်းဆိုးဝါးတွေဖိတ်ခေါ်နေတယ်လို့ပဲဒီလိုပြောင်းပြန်လှန်ထားတာမျိုးလုံးဝမလုပ်နဲ့နေဝင်မိုးချုပ်ရင်လက်သေးမညက်နဲ့မိဘတက်တန်းတိုတက်ပြီးတရေတွေလာစားလိုက်မယ်ညအချိန်မတော်လက်သေးညက်တာမျိုးလုံးဝမလုပ်နဲ့အိယာကနေအိမ်ခေါင်မိုးတန်းကိုတဲတဲ့မအိတ်နဲ့မကောင်းတဲ့အရာတွေညဘက်လာဖိစီးလိုက်မယ်ခေါင်တန်းအောက်တဲတဲ့အိတ်တာမျိုးလုံးဝမလုပ်နဲ့ချောင်းဆိုးနေတော့ငါးဟင်းမစားနဲ့မကောင်းတဲ့လေးနက်တွေပူးကပ်ပြီးအသက်အန္တရာယ်ရှိတယ်ချောင်းဆိုးနေချိန်ငါးစားတာမျိုးလုံးဝမလုပ်နဲ့ညဘက်အိုးခွက်တွေကိုအတန်ပြေအောင်မခောက်နဲ့မကြက်လွတ်တဲ့ပြိတ်တာတွေထမင်းလာတောင်းလိုက်မယ်ညဘက်အိုးခွက်ခောက်တာမျိုးလုံးဝမလုပ်နဲ့မင်္ဂလာရှိတဲ့နေ့တွေမှာအနက်ရောင်ကြီးမဝတ်နဲ့နိမိတ်မကောင်းဘူးအမင်္ဂလာကိုခေါ်တယ်လို့ပဲအနက်ရောင်အပြက်ဝက်စင်တာမျိုးလုံးဝမလုပ်နဲ့လှေကားအောက်ကိုဖြတ်မလျှောက်နဲ့မင်းရဲ့အထက်ဘုံနှိမ့်ပြီးနားနိုင်ခံရလိမ့်မယ်အဲ့ဒီအောက်ကနေဖြတ်သွားတာမျိုးလုံးဝမလုပ်နဲ့ထမိန်ကိုကြော်မခွနဲ့မနှင်းနဲ့ကို့ဘုံကျက်တွေရုပ်ရော့ပြီးကန်တွေပိတ်ကုန်မယ်ခွကြော်သွားတာမျိုးလုံးဝမလုပ်နဲ့ဖနက်ကိုပြောင်းပြန်လှန်မထားနဲ့အိမ်ထဲကိုမကောင်းဆိုးဝါးတွေဖိတ်ခေါ်နေတယ်လို့ပဲဒီလိုပြောင်းပြန်လှန်ထားတာမျိုးလုံးဝမလုပ်နဲ့နေဝင်မိုးချုပ်ရင်လက်သေးမညက်နဲ့မိဘတက်တန်းတိုတက်ပြီးတရေတွေလာစားလိုက်မယ်ညအချိန်မတော်လက်သေးညက်တာမျိုးလုံးဝမလုပ်နဲ့အိယာကနေအိမ်ခေါင်မိုးတန်းကိုတဲတဲ့မအိတ်နဲ့မကောင်းတဲ့အရာတွေညဘက်လာဖိစီးလိုက်မယ်ခေါင်တန်းအောက်တဲတဲ့အိတ်တာမျိုးလုံးဝမလုပ်နဲ့ချောင်းဆိုးနေတော့ငါးဟင်းမစားနဲ့မကောင်းတဲ့လေးနက်တွေပူးကပ်ပြီးအသက်အန္တရာယ်ရှိတယ်ချောင်းဆိုးနေချိန်ငါးစားတာမျိုးလုံးဝမလုပ်နဲ့ညဘက်အိုးခွက်တွေကိုအတန်ပြေအောင်မခောက်နဲ့မကြက်လွတ်တဲ့ပြိတ်တာတွေထမင်းလာတောင်းလိုက်မယ်ညဘက်အိုးခွက်ခောက်တာမျိုးလုံးဝမလုပ်နဲ့မင်္ဂလာရှိတဲ့နေ့တွေမှာအနက်ရောင်ကြီးမဝတ်နဲ့နိမိတ်မကောင်းဘူးအမင်္ဂလာကိုခေါ်တယ်လို့ပဲအနက်ရောင်အပြက်ဝက်စင်တာမျိုးလုံးဝမလုပ်နဲ့